ဆောင်ပူရာယုံလည်းနဲ့ဒီထိုင်ကြပြီတော့ဝါစုသင်္ကန်းကဒီလိုမြေလာပြုလို့ကြတော့အလူတိုင်းရဲ့ကောင်းမှုတို့ဤအလူတိုင်းကမှာမတ်ပြည်ပြောင်းဒီသားစုသည်တတိယခုဘုရားလို့ရှိတော့သာလို့ရှိတဲ့လူဟာပြိဖိတ်၍ရှေးဥစွာနေရာလူကိုပြုလို့ခြင်းထိုမှတပါဘုံမြတ်လာစွာသောသံဃာမေကိုစီပတိယသာကမဲကိုဆက်သက်လူတိုင်းခြင်းထိုမှတပါဝါမြဘာလာသမီးရ၌သံဃာ